ရင်တုန်းကဘာမှမသိဘာမှနားမလဲပဲနဲ့အနှိမ်ခံရတဲ့လူတစ်ယောက်ကရုတ်တရက်သူ့ရဲ့လက်ထဲကိုအုပ်ချုပ်ပိုင်ခွင့်ဩဇာအာဏာတွေသူရောက်လာတဲ့အခါမှာသူကဒီအရာတွေကိုကောင်းကောင်းကင်တွယ်နိုင်တဲ့ရင့်ကျက်မှုမျိုးတွေးခေါ်မှုမျိုးစိတ်နှလုံးသားသဘောထားပြည့်ဝမှုမျိုးသူမရှိတော့အာနာကိုအကျန်းအတန်းသူသုံးတယ်အာနာကိုသူကရိုက်ဩဇာပေါ့နော်စိုးစိုးရွရွသူကအသုံးချသွားမင်္ဂလာပါတို့ဒီကနေ့မှာတော့တရားဟောချက် series လေးတစ်ပုဒ်ကိုကျွန်တော်တို့ကလေ့လာသွားကြမှာဖြစ်ပါတယ်ဒီတရားဟောချက် series ကတော့တမန်တော်ဝတ္ထုခန်းကြီး24အပိုင်းငယ်24ကနေ25မှာပါတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့အခြေခံပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးဒီကျမ်းစာပိုက်လေးကိုဖတ်ပြချင်ပါတယ်ထို့နောက်များမကြာဖေလစ်မင်းသည်ယူဒအမျိုးဖြစ်သောမိမိခင်ပွန်းဒရုသိလေနှင့်တကွလာပြီးလင်ပေါလုကိုခေါ်၍ခရစ်တော်ကိုယုံကြည်ခြင်းနှင့်ရှင်သောစကားကိုနားထောင်လေ၏ပေါလုသည်ဖြောင့်မတ်ခြင်းတရားနှင့်ကာမဂုဏ်ချုပ်တီးခြင်းတရားကို၎င်းနောက်ဖြစ်လက်တန့်သောစစ်ကြောစီရင်ခြင်းကို၎င်းဟောပြောလျှင်ဖေလစ်မင်းသည်ကြောက်လန့်ခြင်းသို့ရောက်၍ယခုသွားအောင်လောနောက်မှအစဉ်တင့်သောအခါငါခေါ်အောင်မည်ဟုဆို၏တော့ဒီကျမ်းပိုက်လေးအကြောင်းကိုကျွန်တော်တို့အခြေခံပြီးတော့ဒီ series လေးကိုကျွန်တော်တို့ကလေ့လာသွားကြမှာဖြစ်ပါတယ်တော့အရင်ဦးဆုံးဒီ series အကြောင်းလေးကိုမပြောခင်မှာဒီကျမ်းပိုက်ထဲမှာပါတဲ့ပုံကို3ယောက်အကြောင်းလေးကိုကျွန်တော်အနေငယ်လေးနိဒန်းလေးမှာကျွန်တော်ပြောပြချင်တယ်ပေါလုကတော့ကျွန်တော်အားလုံးသိတယ်ဒါကခရစ်တော်ရဲ့တမန်တော်ဖြစ်တယ်အေဝံဂေလိသတင်းကြောင့်ဒီနေရာမှာချုပ်နှောင်ခံရတယ်ဒီနေရာမှာလည်းပဲသူကဒီအချုပ်အနှောင်နေတဲ့သူကဒီမြို့ဝန်မင်းဖြစ်တဲ့ဖေလစ်ရဲ့အရှိမသူရဲ့မြို့ဝန်ကတော်ဖြစ်တဲ့ဒုတိယရဲ့အရှိမသူကအစစ်ဆေးခံနေရတဲ့အချိန်ကာလဖြစ်တယ်ဆိုတော့ပေါလုအကြောင်းကိုကျွန်တော်အားလုံးသိကြပေမဲ့ကျွန်တော်တိတ်မရင်းနှီးတဲ့နာမည်ကဒီဖေလစ်နဲ့ဒုတိယဆိုတဲ့သူ2ယောက်ပေါ့နော်သူတို့2ယောက်အကြောင်းကိုကျွန်တော်တိတ်မသိကြအောင်အဲ့တော့သူတို့2ယောက်အကြောင်းလေးနည်းနည်းလေးပြောပြချင်တယ်ဖေလစ်ကဘယ်လိုလူလဲလို့ပြောရင်သူကတော်ထူးဆန်းတဲ့ထူးခြားတဲ့သူတစ်ယောက်ဖြစ်တယ်တမိုင်းမှာတစ်ယောက်ပဲရှိမဲ့လူလို့လည်းကျွန်တော်ပြောလို့ရတယ်ဘယ်လိုလူလဲလို့ပြောရင်သူကကျွန်အဖြစ်ကနေမြို့ဝန်မင်းအဖြစ်ကိုရောက်လာတဲ့ယောမအုပ်ချုပ်သူတွေထဲမှာတူးတီးတော်သူလို့ကျွန်တော်ပြောလို့ရတယ်သူကအစောတုန်းကသူ့ရဲ့ဘဝကကျွန်တယောက်လိုပဲသူနေခဲ့ရတယ်ကျွန်တယောက်လိုပဲသူကြီးပြင်းခဲ့ရတယ်ကျွန်တယောက်လိုပဲသူကဆက်ဆံခံရတယ်ကျွန်တယောက်ရဲ့ဘဝနဲ့ပဲသူသက်လုံးသူဖြတ်တန်းခဲ့ရဒါပေမဲ့ရှင်ပေါလုနဲ့သူတွေ့တဲ့အချိန်မှာသူကကျွန်တယောက်မဟုတ်ပဲနဲ့သူကယူဒမြို့ဝန်ဖြစ်နေတယ်ဒီအချက်ကသိစဉ်းစားစရာဖြစ်တယ်ဘာကြောင့်လဲလို့ကျွန်တယောက်ကတာမန်လူလွတ်ကျွန်ဘဝကနေလွတ်မြောက်သွားတဲ့လူလွတ်တယောက်မဟုတ်ပဲမြို့ဝန်မင်းဆိုတဲ့တကယ်ကိုအရာရှိကြီးတယောက်ဖြစ်သွားတဲ့အုပ်ချုပ်သူကြီးတယောက်ဖြစ်သွားတဲ့အဆင့်ကိုဘလို့ရောက်သွားသလဲဆိုရင်သူ့မှာအကိုဝမ်းကွဲတယောက်ရှိတယ်သူ့ရဲ့အကိုဝမ်းကွဲက Pallas လို့ခေါ်တယ်အဲ့ဒီ Pallas ကAgrippina ယောမ Agrippina Claudius နဲ့သူကအရန်ကိုယဉ်နှီးတဲ့သူဖြစ်တယ် Claudius ရဲ့အမေပေါ့နော်မေရိုကြီးရဲ့အိမ်တော်မှာအလုတ်လုတ်တဲ့သူတယောက်ဖြစ်တယ်သူကဗန္ဒာဆိုးကျွန်တယောက်ဖြစ်တယ်ဆိုတော့အဲ့ဒီမေရိုကြီးကသူ့ကိုအရန်သဘောကျတဲ့အခါမှာကျွန်အဖြစ်ကနေလွတ်မြောက်ခွင့်ပေးလိုက်တယ်အဲ့လွတ်မြောက်ခွင့်ပေးလိုက်တဲ့အခါမှာ Pallas ဆိုတဲ့အကိုရဲ့ဂျေဇုကြောင့်မလို့နော်အကိုရဲ့ပြောပေးမှုကြောင့်ဂျားဝင်ပြီးတော့ပြောပေးမှုကြောင့်ဘုရင်ကြီးကအေဂရစ်မင်းကြီးက Claudius က Felix ကိုလည်းပဲကျွန်ဘဝကနေလွတ်မြောက်ရတဲ့အခွင့်ပေးလိုက်ယုံတာမကပဲနဲ့မြို့ဝင်ယာဒူးကိုပါပေးလိုက်တယ်အဲ့တော့မြို့ဝင်ယာဒူးနဲ့သူကဒီနေရာကိုသူရောက်လာတာပေါ့ဒီယူဒမြို့ကိုရောက်လာတယ်ယူဒပြည်ကိုသူရောက်လာဆိုတော့တမိုင်းမှာကျွန်တော်ကြည့်ရင်ယောမအုပ်ချုပ်သူတမိုင်းကိုကျွန်တော်ကြည့်တဲ့အခါမှာ Felix မင်းလိုမျိုးကျွန်အဖြစ်ကနေမြို့ဝင်ယာဒူးရောက်သွားတဲ့သူဆိုတာကသူတယောက်ပဲရှိတယ်နော်ဘယ်သူမှမရှိဘူးအဲ့တော့ဒီ Felix ကမြို့ဝန်ဖြစ်သွားတယ်အရာရှိကြီးဖြစ်သွားတယ်အုပ်ချုပ်သူတယောက်ဖြစ်သွားပေမဲ့ကျွန်စိတ်ကမပြောက်ဘူးကျွန်စရိုက်ကမပြောက်ဘူးကျွန်သဘောကမပြောက်ဘူးအရင်တုန်းကဘာမှမသိဘာမှနားမလဲပဲနဲ့အနှိမ်ခံရတဲ့လူတယောက်ကရုတ်တရက်သူ့ရဲ့လက်ထဲကိုအုပ်ချုပ်ပိုင်ခွင့်ဩဇာအာဏာတွေသူရောက်လာတဲ့အခါမှာသူကဒီအရာတွေကိုကောင်းကောင်းကင်တွယ်နိုင်တဲ့ရင့်ကျက်မှုမျိုးတွေးခေါ်မှုမျိုးစိတ်နှလုံးသားသဘောထားပြည့်ဝမှုမျိုးသူမရှိတော့အာဏာကိုအကျန်းအတန်းသူသုံးတယ်အာဏာကိုသူကရိုက်ဩဇာပေါ့နော်စိုးစိုးရွရွသူကအသုံးချသွားတယ်ဒါသူ့ရဲ့လက်ထက်မှာဆိုရင်ပြဿနာတွေအများကြီးသူဖြစ်တယ်သူ့လက်ထက်မှာဆိုရင်သူယောမစစ်သည်တွေကိုတမသူများအိမ်တွေထဲဝင်ပြီးတော့လူရက်ခိုင်းလို့လူရက်ခိုင်းနော်အာဏာပြခိုင်း
တောင်းချမ်းခိုင်းတချို့မြို့ရွာတွေတချို့နေရာတွေဆိုရင်မိရှို့ခိုင်းဖျက်ဆီးခိုင်းအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသူကဟိုပြည်သူအပေါ်မှာထောက်ထားစာနာတက်ညာတဲ့ဟိုသဘောထားပြည့်ဝတဲ့မင်းကျင့်တရားနဲ့ပြည့်ဝတဲ့ပုံကိုတယောက်ရဲ့အုပ်ချုပ်မှုမျိုးနဲ့မအုပ်ချုပ်ဘဲနဲ့စိုးရွာလုံးနဲ့ရက်ဆက်လုံးနဲ့အကြီးတန်းလုံးနဲ့ရိုင်းဆိုင်လုံးနဲ့ဟိုစီးမဲ့ကမ်းမဲ့ဖြစ်လုံးနဲ့အုပ်ချုပ်သူတယောက်ပုံစံမျိုးနဲ့သူအုပ်ချုပ်ခဲ့တယ်ဒါဖေလစ်မင်းရဲ့အကြောင်းသူ့ရဲ့ဇနီးဒရုတိလေကကျတော့သူကဖေလစ်နဲ့သူစပြီးတွေ့တဲ့အချိန်မှာသူဒီမိန်းကလေးကအသက်16နှစ်ပဲရှိသေးတယ်ဒါပေမဲ့သူတို့နှစ်ယောက်စတွေ့တဲ့အချိန်မှာနှစ်ယောက်စလုံးကလွတ်လပ်ကြတဲ့သူတွေမဟုတ်ဟိုဒရုတိလေကသူ့မှာယောက်ျားရှိတယ်သူ့ယောက်ျားကဆီးရီးယားပြည်ရဲ့အမဆာနယ်ရဲ့အုပ်ချုပ်တဲ့အုပ်ဆိုးတဲ့အဇူဇတ်လို့ပုတ်ခေါ်တဲ့ပုတ်ကိုရဲ့ဇနီးမယားဖြစ်တယ်ဒရုတိလေကအဲ့တော့ပြီးပြီဆိုလဲဖေလစ်မှာလည်းပဲမယားရှိတယ်ဟိုဘက်မှာလည်းလင်ရှိတယ်ဒီဘက်ကလည်းမယားရှိတယ်လူဒီဘက်မှာလည်းလင်ရှိတဲ့အမျိုးသမီးဆိုတော့သူတို့နှစ်ယောက်ကဆိုင်သူတွေရှိပြီးသားပိုင်သူတွေရှိပြီးသားဖြစ်ပေမဲ့သူတို့နှစ်ယောက်ကနောက်ဆုံးကျတော့နှစ်ဖက်စလုံးကိုတစ္ဆာဖောက်ပြီးတော့ပြန်ပေါင်းစည်းသွားကြတယ်ဖေလစ်အတွက်ကဒီအမျိုးသမီးဟာတတိယအိမ်ထောင်ဖြစ်တယ်တတိယမယားဖြစ်တယ်ဒရုတိလေဟာတတိယမယားဒရုတိလေအတွက်ကကျတော့ဖေလစ်ဟာဒုတိယလင်ဖြစ်တယ်နော်ဒုတိယယောက်ျားဖြစ်တယ်အဲ့တော့သူတို့တယောက်ရဲ့အိမ်ထောင်ရေးကိုကြည့်တဲ့အခါမှာသစ္စာဖောက်မှုတွေဖောက်ပြန်မှုတွေဖောက်ပြားမှုတွေနဲ့ပြည့်နေတယ်ဆိုတွေ့ရတယ်ပြီးရင်ဒရုတိလေကဘာတူလဲလို့ပြောရင်တမန်ကျမ်းစာထဲမှာကျွန်တော်တို့ဟိုးသခင်ယေရှုမွေးဖွားတဲ့ကာလတုန်းကပေါ်ထွန်းခဲ့တဲ့မဟာဟေရိုလို့ခေါ်တဲ့ဟေရိုမင်းကြီးရဲ့မြေးဖြစ်တယ်သူ့ရဲ့အဖေကဒရုတိလေရဲ့အဖေကဟေရိုအဂရိပလို့ခေါ်တယ်အဲ့ဒီဟေရိုအဂရိပအကြောင်းကိုတမန်တော်ဝတ္ထုအခန်းကြီး7မှာဖော်ပြထားတယ်တမန်တော်ဝတ္ထုအခန်းကြီး7မှာဖော်ပြထားတဲ့ဟေရိုရဲ့သမီးဖြစ်ပြီးတော့တမန်တော်ဝတ္ထုအခန်းကြီး26မှာတွေ့ရတဲ့အဂရိပဟေရိုရဲ့ညီမဖြစ်တယ်ဆိုတော့ဒီဒရုတိလေရဲ့ဘဝကိုကျွန်တော်ကြည့်တဲ့အခါမှာသူကလည်းပဲဒီတော်ဝင်အတိုင်းဝိုင်းအုပ်ချုပ်သူအတိုင်းဝိုင်းတဲကနေသူထွက်လာတယ်ဒါပေမဲ့လည်းသူ့ရဲ့ပုံစံကိုကလည်းပဲရီမန်းချက်ကြီးတယ်စန္ဒာကြီးတယ်အောင်မြင်ဖို့ရအတွက်ဆိုရင်ဘယ်သူကိုမှသစ္စာဖောက်ဖို့ရအတွက်ဝင်မလေးတဲ့သူတယောက်ဖြစ်တယ်သူရဲ့အိမ်ထောင်ရေးပုံမှာလည်းသူသစ္စာဖောက်ဖို့ရအတွက်သိစဉ်းစားမနေတဲ့သူတယောက်ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီနှစ်ယောက်ကအိမ်ထောင်ရေးဖောက်ပြန်မှုတွေပြီးပြီဆိုရင်ရုပ်ရင်းကြမ်းတမ်းမှုတွေသစ္စာမဲမှုတွေပြည်သူပြည်သားတွေအပေါ်မှာလည်းပဲဟိုသဘောထားမပြေဝတဲ့မရင်ကျက်တဲ့အာဏာကိုထင်တိုင်းကျေးပြီးအသုံးချတဲ့ပုံကိုယ်တွေစသဖြင့်သူတို့နှစ်ယောက်စလုံးရဲ့တည်င်းကဘယ်သူအတွက်မှတည်င်းကောင်းမဟုတ်ဘူးပြီးပြီဆိုရင်ဒီဒရုတိလေကအစောကြီးကလေးကတိုင်းတပါတာဆီးရီးယားနယ်မှာရှိတဲ့သူကိုတွားပြီးယူတဲ့အတွက်ကြောင့်မလို့ဂျူးလူမျိုးတိုင်ဝမ်မှာသူ့ကိုအင်မတန်မှရှက်စရာကောင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုပြီးသူ့ကိုအသေးရှုံချထားတယ်အဲ့တော့အဲ့ဒီခင်ပွန်းတဲ့ကိုသူတစ္ဆာဖောက်ပြီးတော့ဒီဖေလစ်ရဲ့တတိယမယားလာလောက်တဲ့ခါကျတော့ဒရုတိလေကိုဘယ်သူကမှလေးစားလို့လည်းမရအောင်ထင်ကြီးလို့လည်းမရအောင်အဲ့လိုမျိုးတယောက်ဖြစ်တယ်အဲ့တော့ဖေလစ်ဆိုတာကတော့ပိုဆိုးတာပေါ့နေချက်အစိုးရလည်းဖြစ်ရောပြီးပြီဆိုလည်းပဲဟိုပြည်သူပြည်သားတွေအပေါ်မှာလည်းတက်ညာချင်းမရှိတဲ့ခါမှာမောက်မှာရိုင်းဆိုင်လုံးတဲ့အခါမှာဘယ်သူကမှမကြိုက်ကြဘူးဆိုတော့ပြောမယ်ဆိုရင်ဒီမြင်ကွင်းထဲမှာလူ3ယောက်ရှိတယ်ဖေလစ်ရှိတယ်ဒရုတိလေရှိတယ်ပေါ်လူရှိတယ်တရားစီရင်တဲ့နေရာမှာတရားခွင်နေရာမှာအုပ်ချုပ်သူနေရာမှာကြားနာသူနေရာမှာစီရင်ချက်ကိုချပိုင်ခွင့်ရှိတဲ့သူနေရာမှာရက်နေတဲ့သူ2ယောက်ကကျတော့နာမည်ပြတ်တယ်ဇယိုက်ပြတ်တယ်နော်တော်တော်လေးကိုစိုးရွားလုံးနဲ့နော်လေးစားစရာကြီးညိုစရာတစ်စက်မှကိုမရှိတဲ့ပုံကို2ယောက်ဖြစ်ပြီးတော့စီရင်ခံရမယ်စစ်ဆေးမေးမြန်းခံရတဲ့သူနေရာမှာရက်နေတဲ့အချုပ်အနှောင်တွေနဲ့ရက်နေတဲ့ပုံကိုကတော့ဟိုးအစောတုန်းကလည်းဘာသာရေးသမားအတိုင်းဝိုင်းထဲမှာကြီးပြင်းလာပြီးတော့ငယ်ဖြူလေးတစ်ယောက်ဖြစ်တယ်အဲဒီနောက်ပိုင်းမှာလည်းပဲဘာသာရေးတရားတွေဟောပြောပြီးတဲ့အခါမှာဟောပြောတဲ့အတွက်ကြောင့်မလို့ဘာသာရေးအမှုကိစ္စနဲ့ဖရာရေးတရားရေးကိစ္စနဲ့အစစ်ဆေးခံဖို့ရအတွက်အချုပ်နှောင်ခံပြီးတော့ဒီနေရာမှာရောက်နေတာဖြစ်တယ်။မြင်ကွင်းလေးကအဲ့လိုမျိုးဖြစ်တယ်နော်။ဒါလေးကကျွန်တော်တို့အတွက်အင်မတန်မှအရေးကြီးတဲ့စဉ်းစားစရာဖြစ်တယ်။အဲ့တော့အဲ့ဒီအချိန်မှာဘာဖြစ်လို့ဖေလစ်ကပေါ်လူကိုလာပြီးတော့ခေါ်တွေ့တယ်လေလို့ပြောတဲ့အခါမှာတမန်ကျမ်းစာကကျွန်တော်ကြည့်တဲ့အခါမှာအပိုင်းငယ်26မှာဆိုရင်ပေါ်လူသည်မိလွတ်ရအောင်ငွေပေးမည်ဟုထိုမင်းသည်ထင်မှတ်လျက်မကြာပေါ်လူကိုခေါ်၍သူနှင့်စကားပြောတယ်။ပေါ်လူကသူလွတ်ဖို့ရအတွက်ငွေပေးပြီးတော့များလက်ထိုးမလားလွတ်ရလွတ်ကြောင်များဆွေးနေမလားဆိုပြီးတော့အဲ့ဒီမျောလင့်ချက်နဲ့ပေါ်လူကိုမကြာခေါ်တွေ့တယ်လို့ပြောတယ်အဲ့တော့အကျင့်ပြတ်ချစားမှုအကြောင်းကိုလည်းကျွန်တော်တွေ့ရတယ်နော်ဒီ
မတရားသဖြင့်လက်စားမှုတွေကြောင့်လည်းကျွန်တော်တွေ့ရတယ်ဒီလိုပုံကိုမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါပေမဲ့ပေါလုက Felix ကြားချင်တဲ့အဲ့ဒီညှိနှိုင်းရေးစကားကိုမပြောဘဲပေါလုကတရား၃ပါးကိုပြောတယ်ဘာတွေလဲဆိုရင်ဖြောင့်မတ်ခြင်းတရားတဲ့ကာမဂုဏ်ချုပ်တီးခြင်းတရားတဲ့နောက်ဖြစ်လက်တန့်သောစစ်ကြောစီရင်ခြင်းတရားဆိုတဲ့အဲ့ဒီတရား၃ပါးကိုပဲပေါလုကဟောတယ်ဆိုတော့ပေါလုကဘာကြောင့်အဲ့ဒီတရား၃ပါးကိုဟောတယ်လဲဆိုတာစဉ်းစားစရာဖြစ်တယ်ပြီးအဲ့ဒီတရား၃ပါးကကျွန်တော်တို့အတွက်ဒီနေ့မှာဘာလို့အရေးကြီးတယ်လဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်စဉ်းစားဆင်ခြင်စေချင်တယ်အဲ့တော့ဒီတရားဟောချက် series မှာပေါလုဟောတဲ့ဒီတရား၃ပါး Felix တို့ဇနီးမောင်နှံအတွက်ဟောသောတရား၃ပါးဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်လေ့လာသွားမှာဖြစ်တယ်ဒီတရားဟောဒီ series မှာကျွန်တော်ဗီဒီယို၃ခုပါဝင်မှာဖြစ်တယ်ပထမဗီဒီယိုမှာဖြောင့်မတ်ခြင်းတရားအကြောင်းကျွန်တော်ဒီဗီဒီယိုမှာပြောသွားမှာဖြစ်တယ်နောက်ဗီဒီယိုမှာတော့ကာမဂုဏ်ချုပ်တီးခြင်းတရားဘာလဲဆိုတဲ့အကြောင်းကျွန်တော်လေ့လာသွားမယ်တတိယဗီဒီယိုမှာတော့နောက်ဖြစ်လက်တန့်သောစစ်ကြောစီရင်ခြင်းတရားဆိုတဲ့အကြောင်းအရာကိုလေ့လာသွားကြမှာဖြစ်တယ်ဆိုတော့ဒါကတော့ကျွန်တော်ဒီဗီဒီယိုသင်ခန်းစာရဲ့ပထမဦးဆုံးသောနေ့တန်းဖြစ်တယ်ဆိုတော့ကျွန်တော်ဖော်ပြချင်တယ်ပထမဦးဆုံးသောတရားကဘာတရားလဲဆိုရင်ဖြောင့်မတ်ခြင်းတရားရှင်ပေါလုဟောတဲ့ပထမဦးဆုံးတရားကဖြောင့်မတ်ခြင်းတရားတမန်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာရှင်ပေါလုကဖြောင့်မတ်ခြင်းတရား2မျိုးရှိတယ်ဆိုတဲ့အကြောင်းအရာကိုသူပြောတယ်ယောမဩဝါဒစာခန်းကြီး10ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာအပိုက်ငယ်1ကနေအပိုက်ငယ်3မှာဒီလိုရှင်ပေါလုကရေးထားတယ်ညီအကိုတို့ဣတေလလူတို့သည်ကဲတင်တော်မူခြင်းတို့ရောက်စေခြင်းကငါဤစေတနာအလိုရှိ၍ဖျားသခင်ကိုဆုတောင်းလေးရှိ၏ထိုသူတို့သည်မှန်သောပညာမရှိတော့လေဖျားသခင်ဘက်၌စိတ်အားကြီးသည်ဟုသူတို့အဖို့ငါတတ်သိခံ၏ထိုသူတို့သည်ဖျားသခင်ဤဖြောင့်မတ်ခြင်းတရားကိုမသိဘဲကိုဖြောင့်မတ်ခြင်းတရားကိုတည်စေခြင်းငါရှာကြံသောကြောင့်ဖျားသခင်ဤဖြောင့်မတ်ခြင်းတရားကိုဝန်မခံကြအဲ့လိုပြောတယ်ကတိမာကြီးဒီကျမ်းပိုက်ကတော့ပေါလုကဣတေလလူမျိုးတွေနဲ့ပတ်သက်တဲ့သူ့ရဲ့ခံစားချက်သူ့ရဲ့စန္ဒသူ့ရဲ့စိတ်စန္ဒသူ့ရဲ့သုံးသက်ချက်သူ့ရဲ့သဘောထားကိုဖော်ပြတာဖြစ်ပေမဲ့ဒီတပါကျမ်းစာရဲ့အထူးသဖြင့်အပိုက်ငယ်3မှာဖြောင့်မတ်ခြင်းတရား2မျိုးအကြောင်းကိုရှင်ပေါလုကပြောတယ်နံပါတ်1ဖြောင့်မတ်ခြင်းကဖျားသခင်ဤဖြောင့်မတ်ခြင်းတရားဆိုတဲ့အရာဖြစ်တယ်နံပါတ်2ကကိုဖြောင့်မတ်ခြင်းဆိုတဲ့အရာဖြစ်တယ်အဲ့တော့အင်္ဂလိပ်လိုပြောရင် righteousness of God ဆိုတဲ့ဖျားသခင်ဤဖြောင့်မတ်ခြင်းတရားဆိုတဲ့အရာနဲ့ self righteousness လို့ပြောတယ်ကိုဖြောင့်မတ်ခြင်းဆိုတဲ့အရာအကြောင်းကိုသူပြောတာအဲ့တော့ဖြောင့်မတ်ခြင်းတရားက2မျိုးရှိတယ်ဖျားသခင်ဤဖြောင့်မတ်ခြင်းနဲ့ကိုဖြောင့်မတ်ခြင်းဆိုပြီးတော့ဖြောင့်မတ်ခြင်းတရား2မျိုးရှိတယ်အဲ့ဒီ2မျိုးအကြောင်းကိုအပိုက်ငယ်9နဲ့အပိုက်ငယ်6မှာထပ်ပြီးတော့သူဘာပြောတယ်လဲဆိုရင်ဘယ်လိုရှင်းပြတယ်လဲဆိုရင်မောရှေကလည်းထိုအကျင့်ကိုကျင့်တော်သူသည်ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်ဟုပညတ်တရားနှင့်ဆက်ဆိုင်သောဖြောင့်မတ်ခြင်းတရားကိုရည်မှတ်၍ရေးထားသည်ယုံကြည်ခြင်းနှင့်ဆက်ဆိုင်သောဖြောင့်မတ်ခြင်းတရားဆိုသည်ကားဆိုပြီးတော့အပိုက်ငယ်6မှာထပ်ရေးထားတယ်ဆိုတော့အပိုက်ငယ်9ကဘာအကြောင်းပြောသလဲဆိုရင်ကိုဖြောင့်မတ်ခြင်းဆိုတဲ့အကြောင်းအရာကိုပြောတာကိုဖြောင့်မတ်ခြင်းကဘယ်အပေါ်မှာအခြေခံတယ်လဲပညတ်တရားဆိုတဲ့အရာပေါ်မှာအခြေခံတယ်အကျင့်ကိုအမိပြုတဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်ပညတ်တရားကိုအခြေခံပြီးတော့အကျင့်ကိုအဓိကကြည့်တဲ့ဖြောင့်မတ်ခြင်းမျိုးဖြစ်တယ်ဒါပေမဲ့ဖယားသခင်ဤဖြောင့်မတ်ခြင်းတရားကတော့ဂျေဇုတော်အပေါ်မှာအခြေခံပြီးတော့ယုံကြည်ခြင်းအပြင်ရယူတဲ့ဖြောင့်မတ်ခြင်းတရားမျိုးဖြစ်တယ်ဒီဖြောင့်မတ်ခြင်းတရား2မျိုးအကြောင်းကိုရှင်ပေါလုကဒီမှာကျမ်းစာမှာဖော်ပြထားတယ်အဲ့တော့အရင်ဦးဆုံးဖြောင့်မတ်ခြင်းဆိုတာဘာလဲဆိုတာနည်းနည်းလေးအရင်ကြည့်အောင်ဖြောင့်မတ်ခြင်းတရားဆိုတာဘာလဲလို့ပြောရင်ဒီအခွင့်အရေးနဲ့ကိုဟာထိုက်တန်တဲ့အရေးအချင်းစံချိန်စံညွှန်းနဲ့ပြည့်မီသူဖြစ်ခြင်းဆိုတဲ့ဥစ္စာကိုဖော်ပြချက်ပဲဖြစ်တယ်ပြန်ပြောရမယ်ဆိုရင်ဒီအခွင့်အရေးနဲ့ထိုက်တန်တဲ့သူဖြစ်ကြောင်းအရေးအချင်းနဲ့ပြည့်မီသူဖြစ်ကြောင်းစံချိန်စံညွှန်းတွေနဲ့ပြည့်စုံသူပြည့်မီသူဖြစ်ကြောင်းဖော်ပြချက်လို့ကျွန်တော်တို့ပြောလို့ရတယ်ဥပမာဆိုပါစို့ကျွန်တော်တို့ကကျောင်းလျှောက်တယ်ကျွန်တော်တို့ကဥပမာဆိုပါစို့ Harvard တက္ကသိုလ်ကြီးကိုကျွန်တော်လျှောက်တယ် Oxford တက္ကသိုလ်ကြီးမှာကျွန်တော်လျှောက်တယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ကျောင်းဝင်ခွင့်ဆိုပြီးသူတို့တတ်မှတ်ချက်ရှိတယ်လူတိုင်းဝင်လို့မရဒါကကဘာကျော်သမရကြီးတွေကိုဒီရှေ့နေချုပ်ကြီးတွေကိုတရားသူကြီးတွေကိုတကယ်ကဘာကျော်ပညာရှင်ကြီးတွေကိုမွေးထုတ်တဲ့နေရာမျိုးဖြစ်တော့ကြောသူ့မှာတတ်မှတ်ချက်စံချိန်စံညွှန်းကလည်းအများကြီးရှိတယ်အဲ့တော့ဒီကျောင်းမှာဝင်ခွင့်ရဖို့ဆိုတာကအရေးချင်းပြည့်မီမှရတယ်ဆိုတော့အဓိပ္ပာယ်ကဘာလဲဆိုရင်ဒီကျောင်းမှာကျွန်တော်ကဝင်ခွင့်ရဖို့ရတော့ကျွန်တော်မှာအရေးချင်းပြည့်မီတယ်ကျွန်တော်မှကြည့်ကျွန်တော်ရဲ့
အမဆေးရင်ကိုကြည့်ကျွန်တော်ရဲ့အောင်ချက်ကိုကြည့်ကျွန်တော်ကိုဆရာတွေရဲ့ထောက်ခံချက်တွေကိုကြည့်ကျွန်တော်ရဲ့စွမ်းဆောင်မှုတွေကိုကြည့်ကျွန်တော်ရဲ့အရေးအသားတွေကိုကြည့်ကျွန်တော်ရဲ့ဒီ essay တွေကိုဖတ်ကြည့်ဆိုပြီးတော့ဒီကြောင်းကိုကျွန်တော်ဝင်ခွင့်ရဖို့ရအတွက်ကျွန်တော်ဟာထိုက်တန်သောသူတယောက်ဒေဂျာပေါက်ဖြစ်တယ်ဆိုတဲ့ဖော်ပြချက်မျိုးဒါမျိုးဖြစ်တဲ့ဥပမာပြောမယ်ဆိုရင်နောက်ဒုတိယဥပမာပြောမယ်ဆိုဥပမာဆိုပါစို့ company တစ်ခုကဥပမာဘဏ်တစ်ခုကနေပြီးတော့ manager ရာထူးကိုခေါ်တယ်ငါတို့ရဲ့ company မှာငါတို့ရဲ့ဘဏ်မှာ manager 6ရာထူးနောက် GM ရာထူးအတွက်လက်လက်နေတဲ့နေရာတစ်ခုရှိတယ်အဲ့တော့အဲ့မှာရှောက်လို့ရတယ်လူတစ်ယောက်ကရှောက်တယ်ကျွန်တော်ဟာဒီဘဏ်ရဲ့ manager အကြီးအကဲရာထူးနဲ့ထိုက်တန်တော်သူတရားဖြစ်ဒီမှာကျွန်တော်ရဲ့အရေးချင်းကိုကြည့်ကျွန်တော်ရဲ့ပညာအရေးချင်းကိုကြည့်ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုကြည့်ကျွန်တော်ရဲ့စွမ်းဆောင်မှုတွေကိုကြည့်ကျွန်တော်ဟာဘယ်လောက်ထိအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်လဲဆိုတာကိုကြည့်ဒီရာထူးဒီထိုင်ခုံဒီလစာဟာကျွန်တော်အတွက်ပဲဖြစ်တယ်ကျွန်တော်ဟာဒီနေရာနဲ့အထိုက်တန်ဆုံးတော်သူဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့စွမ်းဆောင်ရည်ဒီစံချိန်စံညွှန်းနဲ့တတ်မှတ်ချက်တွေထဲမှာကိုဟာဘယ်လောက်ထိပြည့်မီသူဖြစ်ကြောင်းကိုဖော်ပြချက်မျိုးဖြစ်တယ်နော်ဒါကအလုတ်အပိုင်းမှာဒါကကြောင်းပညာရေးအပိုင်းမှာကျွန်တော်ပြောတာအဲ့တော့ဝိညာဉ်ရေးနဲ့ပတ်သက်လာဘာသာရေးနဲ့ပတ်သက်လာရင်ဘုရားသခင်ကိုရောရဲ့နိုင်ငံတော်ထဲကိုဝင်ခွင့်ရဖို့ရတဲ့ထိုက်တန်တဲ့သူကကျွန်တော်ပဲဖြစ်တယ်ဒီမှာကြည့်ကျွန်တော်ရဲ့ကိုချင်းတရားကိုကြည့်ကျွန်တော်ရဲ့အသက်ရှင်ပုံကိုကြည့်ကျွန်တော်ရဲ့ဘဝမှတ်တမ်းကိုကြည့်ကျွန်တော်ရဲ့ဒီလစောင့်တည်မှုကိုကြည့်ကျွန်တော်ရဲ့သူတစ်ပါးရဲ့အကျိုးကိုဆောင်မှုကိုကြည့်ကျွန်တော်ဟာဘလောက်ထိထိုက်တန်တဲ့သူစံချိန်စံညွှန်းပြည့်မီတဲ့သူဘလောက်ထိအရေးအချင်းပြည့်မီတဲ့သူဖြစ်တယ်လဲဆိုတာကိုဒီမှာကြည့် record ကိုကြည့်ကျွန်တော်ရဲ့ record ကိုကြည့်ကျွန်တော်ရဲ့ဖြောင့်မတ်ခြင်း record ကြည့်ကျွန်တော်ရဲ့ကိုချင်းတရား record ကိုကြည့်ကျွန်တော်ရဲ့အရှင်တန်ခြင်း record ကိုကြည့်ကျွန်တော်ဟာဘလောက်ထိပြည့်စုံသူဖြစ်တယ်စံချိန်စံညွှန်းတွေနဲ့သတ်မှတ်ချက်တွေအားလုံးနဲ့ကိုက်ညီတော်သူဖြစ်တယ်ဆိုတဲ့ဥစ္စာကိုဖော်ပြချက်မျိုးလို့ကျွန်တော်နားလည်လို့ရတယ်ဖြောင့်မတ်ခြင်းတရားဆိုတာကိုဖြောင့်မတ်ခြင်းလို့ပြောရင်အဲ့ဒီအကြောင်းအရာကိုပြောတာကျွန်တော်ဟာအကျင့်တရားနဲ့ကျွန်တော်ဟာပညတ်တရားရဲ့တောင်းဆိုမှုနဲ့ကျွန်တော်ဟာလူအတိုင်းဝိုင်းလူအဖွဲ့အစည်းရဲ့တောင်းဆိုမှုတွေတတ်မှတ်ချက်တွေအားလုံးနဲ့ကျွန်တော်ဟာပြည့်စုံတော်သူပြည့်မီတော်သူဖြစ်တယ်လို့ပြောပြီးတော့ဖယားသခင်ရဲ့နိုင်ငံတော်ထဲကိုဝင်ခွင့်ရဖို့ရအတွက်တောင်းဆိုနေတော်သူမျိုးဖြစ်တယ်လို့ကျွန်တော်နားလည်ရတယ်။ဒါပေမဲ့တမန်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါကျတော့တမန်ကျမ်းစာကဒီလိုပြောတယ်။ဖြောင့်မတ်တော်သူမရှိတရားမျှမရှိအဲ့လိုပြောတယ်။ဒါကိုစာလံ14မှာလည်းပြောတယ်လို့ရှင်ပေါလုကလည်းပဲကျွန်တော်ဒီယောမခန်းကြီး3မှာသူဖော်ပြတယ်။ယောမဩဝါဒစာခန်းကြီး3ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာအပိုင်းငယ်23မှာအဘယ်ကြောင့်နည်းဟုမူကားလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖယားသခင်ရှေ့တော်၌အတရေပြတ်ကြပြီအပိုင်းငယ်30မှာဆိုရင်ကျမ်းစာလာတီကဖြောင့်မတ်တော်သူမရှိတယောက်မျှမရှိအဲ့လိုပြောတယ်ဒီမှာပြဿနာတက်ပြီအပြဿနာကဘာလဲလို့ပြောရင်ဖြောင့်မတ်တော်သူမရှိဘူးတဲ့တယောက်ကလေးတောင်မရှိဘူးလို့ပြောတယ်ဟာဒါကတော့တော်တော်ကိုချက်ကားပြီးတော့လွန်လွန်ကျူးကျူးပြောဆိုတာပဲဖြောင့်မတ်တော်သူကတော့တယောက်မှမရှိဘူးဆိုတာတော့မဖြစ်နိုင်ဘူးအတိတ်ပဲမရှိဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘာမှတော်သူမရှိဘူးလို့ကျွန်တော်တို့ပြောတဲ့အခါမှာဖြောင့်မတ်တော်သူမရှိတာမဖြစ်နိုင်ဘူးလို့ကျွန်တော်ပြောတဲ့အခါမှာကျွန်တော်တို့နားလေတဲ့စံချိန်စံညွှန်းနဲ့ကျွန်တော်ပြောတာကျွန်တော်ရဲ့သတ်မှတ်ချက်နဲ့ကျွန်တော်ပြောတာဖယားသခင်ရဲ့သတ်မှတ်ချက်ဖယားသခင်ရဲ့အမြင်နဲ့ကျွန်တော်တို့ပြောတာမျိုးမဟုတ်ဘူးဥပမာဆိုပါစို့ဖယားကဖြောင့်မတ်တော်သူမရှိဘူးလို့ကျွန်တော်တို့ပြောတဲ့အခါမှာဖယားမှာသူ့မှာသတ်မှတ်ချက်ရှိတယ်ဥပမာဆိုပါစို့ကျွန်တော်ဘောလုံးကန်ကြတယ်ဘောလုံးပွဲမှာဆိုရင်ဂိုးသမားဟိုစားဘောလုံးကန်တဲ့သူကဂိုးသွင်းလိုက်တယ်ဂိုးသွင်းတဲ့အခါမှာဝေါဆိုဂိုးထဲကိုဘောလုံးကဝင်သွားအဲ့တော့ကန်သွင်းလိုက်တဲ့ပုံကောကလည်းအောင်ပွဲတွေခါနဲ့ကစားသမားတွေအားလုံးကလည်းပျော်ကြတယ်ပရိသတ်တွေအားလုံးကလည်းအားရကြတယ်ဒါပေမဲ့ဒိုင်လူကြီးကအဲ့ဒီဘောလုံးကိုအတိမတ်မပြုဘူးဂိုးမပေးဘူးဂိုးရဲ့စင်မြင့်ထက်မှာဂိုးအမှတ်ဆရာမှာအမှတ်မှာကိုကဂိုးရတယ်လို့မပေါ်ပြဘာကြောင့်လဲလို့ပြောရင်ကဲဟိုမှာလူကျွန်းနေတယ်ဆိုပြီးစီးချက်တိုင်ကနေပြီးအလံမြောက်တယ်ဘောလုံးဟာဂိုးပေါက်ထဲကိုဝင်သွားသလားဝင်သွားပါတယ်ဒါပေမဲ့ဂိုးရသလားလို့ပြောရင်မရဘာကြောင့်မရတယ်လဲလို့ပြောရင်စံချိန်စံညွှန်းသတ်မှတ်ချက်ဆိုတာရှိတယ်အဲ့တော့ပရိသတ်ကလှမ်းမမြင်လိုက်တဲ့เนาะကစားသမားတွေကသတိမထားမိလိုက်တဲ့အရာကဘာလဲဆိုရင်သူလူကျွန်းနေတယ်ဆိုတာကိုသတိမထားမိလိုက်သူကတော့ဂိုးဝင်သွားတယ်ဆိုတော့ပျော်နေတာပရိသတ်တွေကလည်းပျော်နေကြတာဒါပေမဲ့လည်းပဲအဲ့ဒီအရာကအတိတ်ပဲမရှိတယ်အတိမတ်ပြုခြင်းမခံရတဲ့တရားမဝင်တဲ့အပျော်ရွှင်မှုမျိုးပဲဖြစ်တယ်အောင်ပွဲမျိုးပဲဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့တကယ်ဂိုးပေါက်တဲ့ကိုဝင်သွားမှာစီးမြင့်စည်းကမ်းတဲ့အညီဝင်သွားမှာဂိုးကအမှတ်ရတယ်လို့မျိုးဂိုးမှတ်ကိုရတယ်ဖယားသခင်ရဲ့တတ်မှတ်ချက်စံချိန်စံညွှန်းကိုကျွန်တော်သိမှပဲကျွန်တော်တို့ဟာအမှတ်ရတာပဲဖြစ်တယ်အဲ့တော့ဖယားသခင်တတ်မှတ်ချက်စံချိန်စံညွှန်းကဘာလဲလို့ပြောရင်
တမန်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာအဲ့တော့ကျွန်တော်တို့အပြစ်လို့ကျွန်တော်တို့ပြောရင်ကျွန်တော်တို့တော်တော်များများနားလေတဲ့အရာကကျူးလွန်မိတဲ့လွန်ကျူးမိတဲ့အပြစ်ကိုပဲကျွန်တော်ထင်ကြတာကဲယော့ဆဲမိပြီဟေ့ယော့ရိုက်မိပြီဟေ့ယော့လူမိပြီဟေ့ခိုးမိပြီဟေ့ပြစ်မှားမိပြီဟေ့ဆိုတဲ့ကျူးလွန်မိတဲ့အရာကိုပဲကျွန်တော်တို့ကအပြစ်လို့ကျွန်တော်တို့ကထင်ကြတယ်ဒါပေမဲ့တမန်ကျမ်းစာကဘာပြောတယ်လဲဆိုအပြစ်လို့ဘုရားသခင်သတ်မှတ်တဲ့ဥစ္စာကကျူးလွန်မိတဲ့အရာကိုပဲအပြစ်လို့ဘုရားကသတ်မှတ်တာမဟုတ်ဘဲနဲ့ပြက်ကွက်တဲ့အရာကိုလည်းဘုရားသခင်ကအပြစ်လို့ကျွန်တော်သတ်မှတ်တယ်ကောင်းသောအကျင့်ကိုသိလျက်မကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏လို့တမန်ကျမ်းစာကပြောတယ်လှုပ်သင့်ပါလျက်နဲ့ပြောသင့်ပါလျက်နဲ့ပြုမှုသင့်ပါလျက်နဲ့မပြောမိရင်မလှုပ်မိရင်မပြုမှုမိရင်မယက်တီမိရင်ကျွန်တော်တို့ကိုယ်တိုင်ဒီလည်းပဲအပြစ်ရှိတယ်လို့တမန်ကျမ်းစာကဖော်ပြတယ်။ကောင်းသောရှမာရိအဖြစ်ပြက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကောင်းသောရှမာရိအဖြစ်ပြက်ထဲမှာပထမဦးဆုံးယေဘရဟိမင်းကြီးနဲ့လေဝိလူကဘာကြောင့်အပြစ်တင်ခံရတယ်ဘာကြောင့်ညှို့ညင်ခံရတယ်လဲလို့ပြောရင်လှုပ်တင်လှုပ်ထိုက်လျက်သားနဲ့သူတို့လှုပ်ဖို့ရာအတွက်ပြက်ကွက်ခဲ့တဲ့အတွက်ကြောင့်သူတို့ကိုလည်းအပြစ်ရှိတယ်လို့တမန်ကျမ်းစာကတွေ့ရဖော်ပြထားတယ်ဆိုတော့ကျွန်တော်တို့ကသူများကိုသွားပြီးတော့ကျူးလွန်မိမှပြစ်မှားမိမှကျွန်တော်တို့မှာအပြစ်ရှိတာမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်လှုပ်ရမယ့်အရာတွေကိုလှုပ်ဖို့ရာအတွက်ပြက်ကွက်ခဲ့တာမပြောသင့်ရနဲ့ဘာလို့မပြောတယ်လဲလှုပ်သင့်ရနဲ့ဘာလို့မလှုပ်တယ်လဲမလှုပ်သင့်ပါပဲနဲ့ဘာလို့သွားလှုပ်မိတယ်လဲဆိုတဲ့ဥစ္စာတွေမဟုတ်လှုပ်သင့်ပါလဲနဲ့ဘာလို့မလှုပ်ခဲ့တယ်လဲဆိုတဲ့အရာပါကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်အားလုံးဟာပြက်ကွက်ခဲ့တဲ့အပြစ်တွေနဲ့ကျွန်တော်ကြည့်မယ်ဆိုကျွန်တော်တို့ထမဖြောင့်မတ်တဲ့သူဆိုတာကရှားသွားတယ်ဒါကနံပါတ်1နံပါတ်2ကဘာလဲဆိုရင်လှုပ်တော့လှုပ်ပါပေမဲ့လည်းပဲလှုပ်သမျှအထဲမှာကျွန်တော်တို့ချစ်ချင်းမေတ္တာဆိုတဲ့စေတနာစိတ်ကျင်နာသောစိတ်သဘောမပဘူးဆိုရင်လှုပ်သမျှအရာအားလုံးကိုအပြစ်ရှိတယ်လို့တမန်ကျမ်းစာကဖော်ပြတယ်။ဘာပြောလဲသူတစ်ပါးကိုငါကြွေးမွေးရဲ့ဥစ္စာရှိသမျှကိုစွန့်ကြဲတည်တာမကကိုခန္ဓာကိုမိရှို့စေခြင်းကအပ်တော်လဲမေတ္တာမရှိရင်ငါ၌အကျိုးမရှိလို့ပြောတယ်။လှုပ်တာတော့လှုပ်တယ်လှူတာတော့လှူတယ်ပေးတာတော့ပေးတယ်ဒါပေမဲ့အဲ့တဲမှာတကယ်ကိုချစ်ချင်းမေတ္တာတကယ်ကိုစေတနာစိတ်တရားတရားထတန်မှုတွေမပါဘဲနဲ့ကျင်နာသောစိတ်သဘောတွေမပါဘဲနဲ့ကျွန်တော်တို့လှုပ်တဲ့အရာဟာလည်းပဲအပြစ်ဖြစ်တယ်လို့ပြောတယ်ကျွန်တော်တို့ဟာနာမည်ကြီးခြင်းတဲ့စိတ်အတိမတ်ပြုခံရခြင်းတဲ့စိတ်လူထင်ကြီးခံရခြင်းတဲ့စိတ်မျိုးနဲ့လှုပ်ပြီးတကယ်ကိုကျင်နာတဲ့စိတ်ထပ်တူချစ်တဲ့စိတ်စာနာစိတ်ပေါ်မှာခြေခံတဲ့အရာမျိုးမဟုတ်ဘူးဆိုရင်လှုပ်တော့လှုပ်လိုက်ပေမဲ့အဲ့ဒီအရာကကျွန်တော်တို့ကိုအကျိုးမဖြစ်စေဘဲနဲ့ကျွန်တော်တို့အတွက်အဆိုးကိုပဲကျွန်တော်ဖြစ်စေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကနံပါတ်2ဖြစ်တယ်တော့တတိယတစ်ခုကဘာလဲလို့ပြောရင်ပိညက်တရားကိုစောင့်ရှောက်တဲ့အခါမှာပိညက်တရားအားလုံးကိုစောင့်ရှောက်နိုင်ပေမဲ့တစုံတစ်ခုလေးမှာကျိုးပြတ်မိသွားတယ်ဆိုရင်ပိညက်တရားအားလုံးကိုလွန်ကျူးသောအပြစ်ရှိတယ်လို့တမန်ကျမ်းစာကပေါ်ပြတယ်ယာကုပ်ခန်းကြီး1မှာအပိုက်ငယ်30မှာပိညက်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင်တစုံတစ်ခု၌မှားမိလင်ပိညက်တရားအလုံးစုံကိုလွန်ကျူးသောအပြစ်ရှိ၏လို့ပြောတယ်တခုလေးပဲကျွန်တော်တို့ကြိုးပြတ်မိသွားရင်လည်းပဲကျွန်တော်လှုပ်ခဲ့သမျှအရာအားလုံးစောင့်ထိန်နိုင်ခဲ့သမျှအရာအားလုံးဟာအလကားဖြစ်သွားတယ်လို့ကျွန်တော်တို့တွေ့ရတယ်။ဥပမာဘာနဲ့တူတယ်လဲလို့ပြောရင်ဥပမာကျွန်တော် TB ဆေးတွေကျွန်တော်တောက်တဲ့သူတွေဥပမာ3လတောက်ရမယ်6လတောက်ရမယ်နေ့တိုင်းတောက်ရမယ်လို့ညွှန်ကြားချက်ရှိတယ်။တရက်ကလေးပြက်ကွက်သွားခဲ့ရင်လည်းပဲ2လလုံးလုံး4လလုံးလုံး5လလုံးလုံးတောက်ခဲ့တဲ့အရာတွေအားလုံးကအချီးနှီးဖြစ်သွားတယ်။အကုန်လုံးအစကနေပြန်ပြီးတော့ပြန်စားရတယ်။အဲ့ဒါလိုပုံစံမျိုးပေါ့ပိညက်တရားကိုစောင့်ရှောက်တဲ့အခါမှာတဲ့စောင့်ထိန်တဲ့အခါမှာတခုလေးပဲကျိုးသွားတခုလေးပဲပြတ်သွားရင်လည်းပဲကျန်တဲ့အရာတွေအားလုံးကိုကျူးလွန်မှားမိတဲ့အကျိုးဆက်ဖြစ်သွားတယ်လို့တမန်ကျမ်းစာကကျွန်တော်တို့ဖော်ပြတာကျွန်တော်တို့ကဆိုကြပါစို့သူများပေါ်မှာကျွန်တော်တို့ကကောင်းတာတွေအများကြီးလုပ်တယ်အလှူဒန်းတွေကျွန်တော်လုပ်တယ်စာနာကိုညီမှုတွေမေတ္တာပြမှုတွေလုပ်တယ်ဒါမှမဟုတ်ကျွန်တော်ကငွေအလွဲသုံးစားတစ်ခုလေးကျွန်တော်လုပ်ကြည့်လိုက်ဒါမှမဟုတ်ကျွန်တော်ကတည်စုံတယောက်နဲ့ပြစ်မှားမိတယ်နော်ကိုကျင့်တရားနဲ့ပတ်သက်တဲ့အရာလေးတစ်ခုအမှားတစ်ခုကျွန်တော်လုပ်မိလိုက်တယ်ဆိုရင်ကျွန်တော်လုပ်ခဲ့သမျှကောင်းတဲ့အရာတွေအားလုံးကအလကားဖြစ်သွားတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့ဒီလူကကြောင်သူတော်ပဲဒီလူကယွန်စရာသိတ်ကောင်းတာပဲစသဖြင့်အားလုံးကလှုပ်ခဲ့သမျှအကောင်းတဲ့အားလုံးကအတိတ်ပဲမရှိတော့တယ်လို့ဖြစ်သွားတယ်လို့ဒီကနေ့ကျွန်တော်တို့လှုပ်သမျှအရာအားလုံးထဲမှာတစုံတစ်ခုလေးကျွန်တော်ကြိုးပြတ်မိတယ်ဆိုရင်လည်းပဲလှုပ်ခဲ့သမျှစောင့်ထင်ခဲ့သမျှအရာအားလုံးကအလကားဖြစ်သွားတယ်အချီးနှီးဖြစ်သွားတယ်ကျိုးလို့မိတဲ့အရာဖြစ်သွားတယ်လို့တမန်ကျမ်းစာကပေါ်ပြတယ်တတိယချက်နံပါတ်4ကတော့ဗာလဲလို့ပြောရင်ကျွန်တော်တို့စိတ်ထဲကနဲ့မနှောနဲ့ကျွန်တော်ပြစ်မှားမိတဲ့အရာကလည်းပဲဘုရားသခင်ရှိမှအင်မတန်အပြစ်ကြီးတယ်လို့ပေါ်ပြတာ
မသဲငါကိုကြည့်တဲ့အခါမှာယေရှုကသူများကိုသွားပြီးတော့တတ်မိမှာပဲမင်းဟာအပြစ်ရှိတာမဟုတ်ဘူးအထောက်မတန်ဒေါသထွက်မိတယ်မုန်းတီးမိတယ်တတ်ချင်တဲ့စိတ်အထိဒေါသထွက်တယ်ဆိုရင်လေဒါဟာလူတတ်ခြင်းပြက်လို့ပြောတယ်သူများကိုသွားပြီးတော့ပြက်မားမိမှာစော်ကားမိမှာအပြစ်ရှိတာမဟုတ်ဘူးပြက်မားတဲ့စိတ်နဲ့နော်ကိလေသာစိတ်နဲ့ကြည့်မိတယ်ဆိုရင်တော့အဲ့ဒါကစိတ်နှလုံးထဲကနေသူ့ကိုပြက်မားတာဖြစ်တယ်လို့တမန်ကျမ်းစာကပြောတယ်ပြီးပြီဆိုရင်လည်းကျွန်တော်တို့တရက်ခွင့်တွေကိုကျွန်တော်ကြည့်တဲ့အခါမှာစိတ်ထဲကမနောထဲကလာတဲ့အပြစ်ခါတိတ်ကြီးတယ်ဆိုတဲ့ဥစ္စာကိုတို့တွေကတရားစီရင်တုံးတွေမှာကျွန်တော်တို့တွေ့ရတယ်ဥပမာဆိုပါဆိုလူတက်မိတဲ့လူတက်မှုမှာတော့မှကျွန်တော်တို့ကကိုခုခံကာကွယ်တဲ့အနေနဲ့တက်မိတယ်ဆိုရင်ပြစ်ဒဏ်ကနည်းနည်းလေးလျော့တယ်နောက်တစ်ခုမရည်ရွယ်ဘဲနဲ့တက်မိတယ်ဆိုရင်မမျော်လင့်ဘဲနဲ့မရည်ရွယ်ဘဲနဲ့တတ်မိတယ်ဆိုရင်တတ်မှုကျူးလွန်မိတယ်ဆိုရင်လည်းပြစ်ဒဏ်ကတစ်မျိုးဖြစ်တယ်ဒါပေမဲ့သိစေခြင်းတဲ့စိတ်နဲ့ကျွန်တော်တို့ကလူတစ်စုံတစ်ယောက်ကိုသွားပြီးတတ်မိတယ်ဆိုရင်အဲ့ဒီစိတ်ပါနေတယ်အဲ့ဒီမနောဆိုတော့စာပါတယ်ဆိုရင်လူတတ်မှုကကျန်တဲ့နှစ်ခုထပ်ပို့ပြီးတော့အပြစ်ကပိုးတော့လောင်ချီသွားသေးတယ်အဲ့ဒီမနောဆိုတဲ့အပြစ်ကတိတ်ကြီးတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်နော်ခုနကကျွန်တော်ပြောတယ်ကျွန်တော်ကျူးလွန်မှားမိတဲ့အပြစ်တွေမကဘူးကျွန်တော်လှုပ်ဖို့ရအတွက်ပြက်ကွက်တဲ့အရာတွေစောင့်စည်းဖို့ရအတွက်ပြက်ကွက်ခဲ့တဲ့အရာတွေဟာလည်းအပြစ်ဖြစ်တယ်လို့တမန်ကျမ်းစာကပြောတယ်အဲ့ဒါပြီးရင်မေတ္တာမပါပဲချစ်ချင်းမပါပဲတကယ်စိတ်ရင်းစေတနာမှမပါဘဲနဲ့ကျွန်တော်လှုပ်သမျှအရာအားလုံးအကောင်းလုပ်တယ်ဆိုတော့အဲ့ဒါဟာအပြစ်ဖြစ်တယ်လို့ပြောတယ်ပြီးပြီဆိုရင်တခုလေးမှားမိရင်လည်းလှုပ်မိသမျှအရာအားလုံးကိုကျွန်တော်တို့ကြိုးပြတ်တာနဲ့အတူတူပဲလို့ပြောတယ်ပြီးပြီဆိုရင်ကျွန်တော်တို့မနောတဲ့ကနေကျွန်တော်ပြက်မှားမိတဲ့အပြစ်တွေကလည်းပဲအပြစ်ဖြစ်တယ်လို့ပြောတယ်ဆိုရင်ဒီအချက်၄ချက်နဲ့ပဲကျွန်တော်တိုင်းတာမယ်ဆိုရင်ဖယားသခင်ရဲ့အရှိမဖြောက်မှတ်တော်သူမရှိတယောက်မျှမရှိလို့ကျွန်တော်တို့ပြောတဲ့အခါမှာတမန်ကျမ်းစာကလွန်သလားချစ်ကားသလားလို့ပြောရင် no တမန်ကျမ်းစာကချစ်ကားပြီးပြောနေတာမဟုတ်ဘူးဖယားသခင်ကသူ့ရဲ့သတ်မှတ်ချက်ရှိလို့ရှိသူ့ရဲ့စံချိန်စံညွှန်းဆိုတာရှိတယ်အဲ့ဒီသတ်မှတ်ချက်အဲ့ဒီစံချိန်စံညွှန်းထဲမှာကျွန်တော်တို့ကမပြည့်မီတဲ့အခါမှာကျွန်တော်တို့ကိုဖယားသခင်ဖြောက်မှတ်ပါတယ်ဆိုပြီးတော့ pass ပေးလို့မရဘူးကျွန်တော်2016လောက်မှလည်းတူပါတယ်မြန်မာနိုင်ငံကနေကွန်ဂိုကိုတင်သွင်းတဲ့စံပေါင်းတန်းချိန်8000ကျော်လောက်ကကွန်ဂိုအစိုးရကအရေးအသွေးမပြည့်မီလို့ဆိုပြီးတော့ဖျက်ဆီးခြင်းခံလိုက်ရတာအဲ့ဒါမဖြစ်တဲ့အန်ရရှိတဲ့အစားအစာအုပ်စုလို့တို့သတ်မှတ်တယ်မြန်မာနိုင်ငံကနေသွားတော့ကတော့စံချိန်စံညွှန်းအရေးအသွေးပြည့်မီတယ်ဆိုပြီးတော့တင်ပို့လိုက်တာပဲဒါပေမဲ့ဟိုရောက်တဲ့ခါမှာဟိုမှာရှိတဲ့နော်တင်ပေါ်စိတ်မှာပြန်ပြီးတော့စံရဲ့အရေးအသွေးတွေကိုပြန်ပြီးတို့ပြန်စစ်ဆေးတိုင်းတာတဲ့အခါမှာအရေးအသွေးမပြည့်မီဘူးဆိုပြီးတော့အန်ရရှိတဲ့အစားအစာအဖြစ်သတ်မှတ်ပြီးတော့တန်ချိန်ပေါင်း8000ကျော်အများကြီးဟာဖျက်ဆီးခံရတာကျွန်တော်တို့ကလည်းကိုတော့အရေးချင်းပြည့်မီတယ်တိတ်ကိုဖြောက်မှတ်တော်သူလို့ကိုထင်တယ်ဒါပေမဲ့ခုနဖယားပြောတဲ့စံနှုန်းတွေနဲ့ကျွန်တော်ပြန်တိုင်းတာကြည့်တဲ့အခါမှာဖြောက်မှတ်တော်သူလို့ပြောလို့ရတဲ့အထဲမှာကိုယ်တိုင်ကရှိနေရဲ့လားဆိုတာပြန်ဆန်းစစ်ကြည့်တဲ့အခါမှာဖယားကတော့ပြောတယ်ဖြောက်မှတ်တော်သူမရှိတရားမျှမရှိအဲ့လိုမျိုးပြောတယ်ခုနကဂိုးဝင်သွားလားဂိုးတော့ဝင်သွားတယ်ဒါပေမဲ့ဂိုးပေးလို့ရလားဂိုးပေးလို့မရတယ်လို့ကျွန်တော်တို့ကကိုတော့ကောင်းတယ်လို့ထင်တယ်ဒါပေမဲ့ဖြောက်မှတ်တော်သူလို့ဖယားသခင်တိမှတ်ပြုလို့ရသလားတတ်မှတ်လို့ရသလားလို့ပြောရင်မရဘူးဒါကိုကျွန်တော်တို့ကကိုဖြောက်မှတ်ခြင်းအပြင်ဖြောက်မှတ်တော်သူလို့တတ်မှတ်လို့ရတယ်သူတရားမှမရှိဘူးအကျင့်တရားအပြင်ကိုကျင့်တရားအပြင်ဘာသာရေးကျင့်စဉ်တွေအပြင်ဖြောက်မှတ်တော်သူလို့တတ်မှတ်လို့ရလားမရဘူးဆိုတော့အရာသမချမ်းစာပေါ်ပြတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်မျှော်လင့်ချက်တစ်ခုနောက်တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲလို့ပြောရင်ဖယားသခင်ဤဖြောက်မှတ်ခြင်းဆိုတဲ့အရာဖြစ်တယ် righteousness of God ဖယားသခင်ဤဖြောက်မှတ်ခြင်းကတော့အကျင့်တရားအပေါ်မှာပညတ်တရားအပေါ်မှာအခြေမခံပဲဂျေဇုတရားအပေါ်မှာယုံကြည်ခြင်းအပေါ်မှာအခြေခံတယ်လို့တမန်ကျမ်းစာကကျွန်တော်တို့ကိုဖော်ပြတယ်ဂျေဇုတရားယုံကြည်ခြင်းအပေါ်မှာကျွန်တော်အခြေခံတယ်လို့ဖော်ပြတယ်အဲ့တော့အဲ့ဒီအရာကဘာလဲလို့ပြောရင်ကျွန်တော်တို့အားလုံးရဲ့အပြစ်တွေအတွက်ကျွန်တော်တို့အားလုံးခံရမယ့်အပြစ်ကြွေးတွေအားလုံးကိုယေရှုခရစ်တော်ဖခင်ကလက်ဝါးကတိုင်မှာကိုးစားခံခဲ့ခြင်းအပြင်ကျွန်တော်တို့အားလုံးကိုကျွန်တော်တို့ခံရမယ့်အပြစ်ရဲ့ဒဏ်ကြွေးတွေအားလုံးကနေဆက်ပေးစီရင်ခြင်းကိုခံပြီးတော့ကျွန်တော်တို့အားလုံးကိုခြေဖြတ်ပေးလိုက်တာဖြစ်တယ်။တမန်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာယောမခန်းကြီး3မှာဒီလိုဖော်ပြတယ်။ယောမဩစာခန်းကြီး3မှာအပိုင်ငယ်ကျွန်တော်တို့22မှာ6မှာဖယားသခင်သည်တီးခံတော်မူ၍လွန်ခဲ့ပြီးသောဒုစရိုက်ပြစ်များကိုမှတ်တော်မမူရာတွင်ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေခြင်းက၎င်းယခုကာလ၌ဖြောင့်မတ်ခြင်းတရားကိုထင်ရှားစေ၍ယေရှုကိုယုံကြည်သောသူတို့၏အပြစ်ကိုလွှတ်တော်မူတော်လေတရားသဖြင့်လွှတ်တော်မူခြင်းကယေရှုခရစ်၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့်ထိုခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းကခံထားတော်မူပြီဒီလိုဖော်ပြထားတယ်ဆိုတော့ဒီမှာအရေးကြီးတဲ့စကားလုံးတစ်ခုကျွန်တော်highlight လုပ်ချင်တဲ့အရာလေးကဘာလဲဆိုယေရှုကိုယုံကြည်သောသူတို့၏အပြစ်ကိုလွတ်တော်မူတော်လဲ
တရားသဖြင့်ပြုတော်မူခြင်းဟာ၎င်းဆိုတဲ့အရာဖြစ်တယ်။ဗျံပတာလွတ်တာမဟုတ်ဘူး။တရားသဖြင့်လွတ်တယ်လို့ပြောပြတာ။ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာနှစ်စဉ်နှစ်တိုင်းထုံးစံတစ်ခုရှိတဲ့အရာလေးကဘာလဲဆိုရင်တကြံအပီနှစ်စန်းတရက်နေ့ဧပြီလ18ရက်နေ့ရောက်တိုင်းမြန်မာနိုင်ငံမှာအကျဉ်းသားတချို့ကိုနိုင်ငံတော်ရဲ့သမ္မတကြီးကလက်မှတ်ထိုးပြီးတော့လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ရှိတယ်။4000 5000 6000ကျော်အဲ့လိုမျိုးပေါ့နော်အကျဉ်းသားတွေလွတ်ပေးလို့ရှိတယ်။အကျဉ်းသားတွေကလည်းပဲဒီနှစ်တော့ငါနာမည်ပါမလားမသိဘူးဆိုပြီးတော့အဲ့ဒီအချိန်ရောက်ခါနီးလေသူတို့ကအရန်ကိုမျှော်လင့်ကြတယ်။နေကြီးသမားတွေဆိုရင်ပို့ပြီးတော့မျှော်လင့်ကြတယ်နော်။ဆိုတော့နိုင်ငံတော်အကြီးအကဲကနှစ်စဉ်နှစ်တိုင်းအဲ့ဒီတကြံအပီနှစ်စန်းတရက်နေ့မှာအကျဉ်းသားတွေကိုလွတ်ပေးတဲ့အခါမှာနိုင်ငံတော်အကြီးအကဲဘက်ကနေဘာလေးပဲလှုပ်လိုက်တယ်လဲဆိုရင်လက်မှတ်ကလေးပဲထိုးလိုက်တယ်အဲ့ဒီလက်မှတ်ကလေးထိုးတဲ့အဲ့ဒီသူ့ရဲ့စာချွန်လာထဲမှာပါတဲ့နာမည်ပါတဲ့ပုံကိုယ်တွေဟာအပြစ်ရှိကြပေမဲ့အဲ့ဒီပြစ်ဒဏ်စီရင်ခံရခြင်းတဲ့ကနေသူကလွတ်မြောက်သွားတယ်အဲ့ဒီလိုမျိုးလွတ်ပေးပိုင်ခွင့်ရှိတဲ့ပုံကိုယ်ကအမြင့်ဆုံးသောတရားသူကြီးချုပ်တာမဟုတ်နိုင်ငံတော်မှာအမြင့်ဆုံးအခွန်ပေးတဲ့ပုံကိုယ်ကမှမလွတ်နိုင်ဘယ်သူပဲလွတ်နိုင်တယ်လေဘယ်သူပဲအဲ့ဒီလိုမျိုးအခွင့်ကိုလုတ်ပိုင်ခွင့်ရှိတယ်လေအာဏာရှိတယ်လေလို့ပြောရင်နိုင်ငံတော်ရဲ့အကြီးအကဲသမရကြီးကပဲအဲ့လိုမျိုးလုတ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးသူလုတ်တဲ့အခါမှာအတိကကတော့သူ့ရဲ့လက်မှတ်ကအတိကဖြစ်တယ်အဲ့ဒီလက်မှတ်ကိုထိုးတဲ့ပုံကလည်းအခွင့်အာဏာရှိတဲ့ပုံကိုဖြစ်တယ်ဒါပေမဲ့ယေရှုဖခင်ကကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်တဲ့အခါမှာကျွန်တော်တို့ကိုစာကလေးတစ်ကြောင်းနဲ့ကျွန်တော်တို့ကိုလွတ်တာမဟုတ်ပဲတဲ့သူ့ရဲ့အသွေးအသက်ခန္ဓာကိုစတေးပြီးတော့ကျွန်တော်တို့ကိုလွတ်ပေးလိုက်တာဖြစ်တယ်လောက်ဝါကတ်တိုင်းမှာသူဟာကျွန်တော်တို့ခံရမယ်အပြစ်ဒဏ်တွေအပြစ်ကြွေးတွေစီရင်ခြင်းတွေအားလုံးကိုသူခံခဲ့ပြီးတော့အဲ့ဒီသူခံခဲ့ပြီးတော့အရာဟာကျွန်တော်တို့အတွက်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့ယုံကြည်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီအရာတဲကနေလွတ်မြောက်ရတဲ့အခွင့်ကိုဖခင်သခင်ကပေးတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်ဒါဟာဖခင်သခင်ပြင်ဆင်ပေးတဲ့ဖြောင့်မတ်ခြင်းတရားဖြစ်တယ်ဆိုတော့တွေ့ရတယ်ကျွန်တော်အားလုံးမှာဘယ်နေရာမှာမဆို benchmark ဆိုရှိတယ်ကျွန်တော်သတ်မှတ်ချက်ဆိုတာရှိတယ်ဗျဥပမာဆိုပါစို့ကျွန်တော်တို့ကျောင်းမှာဆိုရင်အမှတ်40ရမှစာမဝဲအောင်တယ်ဘာသာဆောင်အားလုံးအမှတ်40ရပြီးအနည်းဆုံးအမှတ်40ရပြီးမှပဲစာမဝဲအောင်တယ်ဥပမာဆိုပါစို့5ဘာသာရှိတဲ့အခါမှာ3ဘာသာကဂုဏ်ထူးရပေမဲ့ကျန်တဲ့ဘာသာ2ဘာသာမှာအမှတ်40မပြည့်ဘူးဆိုရင်စာမဝဲအောင်ပြီးလို့မရဒါကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပညာရေးရဲ့သတ်မှတ်ချက်ဖြစ်တယ်ဒီသတ်မှတ်ချက်ကိုကျွန်တော်တို့ကကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျွန်တော်တို့ကလက်ခံရတယ်ဒါမျိုးဖြစ်တယ်ဥပမာကျွန်တော်စံစာကြောင်းရောက်သွားတဲ့အခါကျတော့ကျွန်တော်သတ်မှတ်ချက်ကပြောင်းသွားတယ်ဗျအမှတ်80ရမှအောင်ရအမှတ်80ရမှစံမပွဲအောင်တယ်ဆိုတော့ဖြစ်သွားတယ်ဟောဒီကြောင်းရောက်လာတဲ့ခါကျတော့ဘလို့ဖြစ်တာတော့40မဟုတ်ဘူးလား40ကကပ္ပ standard မှတ်တယ်နော်မဟုတ်ဘူးဒီကြောင်းမှာတော့80ရရမှာအနည်းဆုံး80ရရမှာဒါမှပဲစံမပွဲအောင်တယ်ဘာသာ pass ရသွားတယ်လို့သူတို့သတ်မှတ်တယ်အဲ့တော့သူ့မှာသူ့သတ်မှတ်ချက်ရှိတယ်ဥပမာဆိုပါစို့ NBA လို့ခေါ်တဲ့ဒီ basketball အသင်းမှာဆိုရင်အရက်အမောင်ဘလောက်ရှိမှ6ပေနဲ့ဘလောက်ရှိမှကစားသမားအဖြစ်အတိမတ်ပြုတယ်စသဖြင့်ကျွန်တော်တို့ဒီ MMA မှာလည်းကစားပွဲထိုးတဲ့အခါမှာကိုအလေးချိန်ကဘလောက်ရှိမှရေတက်ကဘလောက်ရှိမှဒါကထိုးလို့ရတဲ့စံချိန်စံညွှန်းထက်ကိုဝင်သွားတယ်ကစားပွဲကိုအတီးပြုတ်လို့ရတယ်ဆိုတော့သတ်မှတ်ချက်ရှိတယ်လို့မျိုးဖယားကလည်းသူ့ရဲ့သတ်မှတ်ချက်ရှိတယ်ဒီဘက်ကသတ်မှတ်ချက်နဲ့မပြည့်မီတဲ့ဒီကိုချင်းတရားကိုဖြောက်မှတ်ခြင်းအားဖြင့်ကျွန်တော်မပြည့်မီတဲ့အခါဖခင်ကနောက်ထပ်ကျွန်တော်တို့ကိုတတ်မှတ်ချက်တစ်ခုပေးထားတယ်အဲ့ဒါကပါလဲဆိုကျွန်တော်တို့အားလုံးအတွက်ကိုစားအသက်ပေးပြီးအသေးခံသွားတဲ့စတေးခံသွားတဲ့ပေးဆက်သွားတဲ့ဖခင်ရဲ့လှုပ်ဆောင်သောအရာအပေါ်မှာဂျေဇုတင်စွာနဲ့ဝမ်းမြောက်စွာနဲ့ကျွန်တော်တို့အဲ့ဒါကိုယုံကြည်လက်ခံတဲ့သူဟာဖခင်သခင်ရဲ့အိမ်တော်သားဖခင်သခင်မိသားစုဝင်ဖခင်သခင်နိုင်ငံတော်သားအဖြစ်အတိမတ်ပြုခြင်းခံရတယ်ဟိုTrump ကြီးကသူ့ရဲ့နိုင်ငံထဲမှာနိုင်ငံသားအဖြစ်ရဖို့ဆိုရင်ဒေါ်လာ9 သန်းလားမသိဘူးเนาะအဲ့ဒါပေးမှပဲရမယ်လို့သူကပြောတယ်ဒါလည်းသူ့ရဲ့သတ်မှတ်ချက်ဖြစ်တယ်ဒီသတ်မှတ်ချက်ကနိုင်ငံတိုင်းတူတာမဟုတ်ဘူးကမ္ဘောဒီးယားမှာနိုင်ငံသားတစ်ယောက်ဖြစ်ဖို့ရအတွက်အဲ့လောက်ထိဒေါ်လာ9 သန်းပေးစရာမလိုဒါပေမဲ့သူ့မှာလည်းသူ့သတ်မှတ်ချက်တစ်ခုရှိတယ်ဖယားကတော့သူ့မှာသတ်မှတ်ချက်တစ်ခုရှိတယ်အဲ့ဒါကပါလေဆိုရင်ကျွန်တော်တို့အားလုံးရဲ့ကိုယ်စားအသက်ပေးပြီးတော့ကဲတင်သွားတဲ့ယေရှုခရစ်တော်ဖယားလှုပ်ဆောင်သောအရာငါအတွက်ဖြစ်တယ်ဆိုတာကိုယေရှုတင်သောစိတ်ဝမ်းမြောက်သောစိတ်နဲ့ငါနီးငါဟန်နဲ့ဆိုရင်ဖယားသခင်ရဲ့ရှေ့မှာဖြောင့်မတ်တော်သူမဖြစ်နိုင်ဘူးဒါပေမဲ့ဖယားအားဖြင့်ဖယားလှုပ်ပေးတဲ့အရာအားဖြင့်ငါဟာဖြောင့်မတ်တော်သူဖြစ်သွားပြီဆိုတဲ့ဥစ္စာကိုလက်ခံယုံကြည်တဲ့သူဟာ
ခေါ်လာတဲ့ဖရာသခင်ဤဖြောင့်မတ်ခြင်းလို့ပြောတဲ့ righteousness of God အဲ့ဒီအရာကိုကျွန်တော်ရတော့အခွင့်ကိုဖရာသခင်ကျွန်တော်ကိုပြင်ဆင်ပေးတယ်ဆိုတော့ဒီသမားကျမ်းစာကကျွန်တော်ဖော်ပြတယ်အဲ့နံပါတ်1မနေ့ကပါဆိုဒီဖြောင့်မတ်ခြင်းကိုဘယ်သူတွေလိုအပ်တယ်လဲလို့ပြောရင်ဒီဖြောင့်မတ်ခြင်းကိုလူတိုင်းလိုအပ်တယ်လို့သမားကျမ်းစာအဖြစ်ကျွန်တော်နားလဲရတယ်အဲ့ဒီဖြောင့်မတ်ခြင်းကိုလူတိုင်းလိုအပ်တဲ့အကြောင်းကိုယောမ3:23-24မှာဒီလိုဖော်ပြတယ်အဘယ်ကြောင့်နိဟုမူကလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖရာသခင်ရှေ့တော်၌အတည်ရပြကြပြီယေရှုခရစ်ရွေးနှုတ်တော်မူသောအပြင်အဖိုးကိုမပေးဘဲဖရာသခင်ဤဂျေစုတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြ၏လို့ပြောလူအားလုံးဟာဖရာသခင်အရှေ့မှာအရှက်ကွဲတဲ့အတည်ပြတ်တဲ့သူဖြစ်သွားတယ်ရစရာမရှိတဲ့သူဖြစ်သွားတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့နောက်တော့ဝမ်းသာစရာတစ်ခုကပါလဲဆိုယေရှုဖခင်ရွေးနှုတ်တော်မူသောအားဖြင့်တဲ့အဖိုးကိုမပေးဘဲဘယ်သူကအဖိုးကိုပေးတယ်ဖခင်ကအဖိုးကိုပေးသွားတဲ့အခါမှာအဲ့ဒီအရာအားဖြင့်ကျွန်တော်အားလုံးဟာဖခင်သခင်ကြီးစွာကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြတယ်အဲ့ဒီဖြောင့်မတ်ခြင်းကလူတိုင်းကိုပေးတယ်ဘလို့လူကိုလည်းပေးလဲလို့ပြောရင်ပေါ်လူလိုမျိုးငယ်ဖြူသမားကိုလည်းပေးတယ်နောက်ပြီးတော့ဘသူကိုလည်းပေးလဲဆိုရင် Felix လိုမျိုး Trudy လိုမျိုးကိုချင်းတရားအားဖြင့်လုံးဝကြီးညိုစရာလေးစားစရာတစ်စက်မှကိုမရှိတဲ့ပုံကိုယ်တွေအတွက်လည်းဘုရားသခင်ပေးထားတယ်ဆိုတွေ့ရတယ်။အဲ့ဒီနေရာမှာပေါလုကဘာပြောနေလဲဆိုဖေလစ်မင်းဟာတကယ်တော့ကျွန်တစ်ယောက်ပဲ။ဖေလစ်မင်းကြီးမြို့ဝင်မင်းကြီးတကယ်တော့ခမည်းဟာကိုရမြတ်ဟာတကယ်တော့မြို့ဝင်မင်းမပြောနဲ့လူလွတ်ဘဝကိုရောက်ဖို့ဆိုတာမလွယ်ဘူး။မင်းကတကယ်တော့ကျွန်တစ်ယောက်ပဲ။ဒါပေမဲ့ခမည်းဒီကျွန်ဘဝကနေအခုမြို့ဝင်မင်းဆိုတဲ့ဒီကြာထူဒီထိုင်းခုံဒီနေရာမှာစိုးစံနေရတာကဘသူကြောင့်ပဲလဲလို့ပြောရင်ပါလဆိုတဲ့ခင်ဗျားရဲ့အကိုတော်ကြောင့်ကလောဒီယပ်ဆိုတဲ့အရှင်မင်းကြီးအေဂရစ်မင်းကြီးရဲ့တနာချင်းကြောင့်ခင်ဗျားဒီနေရာကိုရောက်သွားတာပြီခင်ဗျားထိုက်တန်လို့ရောက်တာလားမဟုတ်ဘူးခင်ဗျားအတွက်တစုံတစ်ယောက်ကကြားခံပြီးတော့ပြောဆိုပေးတဲ့အခါမှာကြားခံပြီးတော့တနာတဲ့အခါမှာမျက်နှာသာပေးခြင်းခံရတဲ့အခါခမည်းကနေချင်းညာချင်းကျွန်ဘဝကလည်းလူလွတ်ဘဝလွတ်လပ်သောသူတယောက်ဘဝတွေမှာကအခုမြို့ဝမင်းရာထူးကိုရသွားတယ်လို့ခမည်းထိုက်တန်လို့ဒီနေရာကိုရောက်လာတာမဟုတ်ပဲတစုံတစ်ယောက်ကြောင့်ခမည်းဟာရောက်သွားတယ်လို့ကျွန်တော်တို့အားလုံးအတွက်လည်းပဲကျွန်တော်တို့ဟာလည်းကျွန်တော်တို့မထိုက်တန်တဲ့အခါမှာမဖြစ်နိုင်တဲ့အခါမှာယေရှုဖခင်ရဲ့ဂျေဇုပြုခြင်းကြောင့်ကျွန်တော်တို့အားလုံးဟာလွတ်မြောက်တဲ့သူတယောက်ဖြစ်သွားတယ်။ဖခင်သခင်အိမ်တော်သားနဲ့မိသားစုဝင်ဖခင်ရဲ့နိုင်ငံတော်သားတယောက်ကျွန်တော်ဖြစ်သွားတယ်ဆိုတဲ့အရာကိုရှင်ပေါလုကဒီနေရာမှာပေါ်ပြဖြစ်တယ်။ခမည်းနဲ့ကျွန်တော်တို့အားလုံးဟာအဲ့ဒီဂျေဇုကိုလိုအပ်နေတော်သူဖြစ်တယ်။ကျွန်တော်တို့ကတော့လူကတော့ဒီလိုကျွန်တော်တို့သတ်မှတ်ကြတာပေါ့နော်။လူကိုကျွန်တော်ကြည့်တဲ့အခါမှာလူဆိုးလူကောင်းအဲ့လိုကျွန်တော်တို့ခွဲကြတယ်။လူဆိုးထဲမှာဆိုရင်လူရုပ်မာတွေပါတယ်လူမိုက်တွေပါတယ်။အိုးတကယ်ကိုဆိုးရွားလို့နဲ့ဟစ်တလာလို့တကယ်အရိုင်းဆိုင်ကောင်တွေတကယ်ရာဇဝတ်ကောင်ကြီးတွေတော့ကျွန်တော်ပါတယ်လို့လူကောင်းလို့ကျွန်တော်ပြောတဲ့အခါမှာလူရိုးလေးတွေလူဖြောင်းလေးတွေလူမှန်လေးတွေမှာစပြီးဟိုးသူတော်စင်တိပါတယ်မာတာထရီဇာတို့လိုမျိုးပေါ့နော်တကယ်ကိုပရာဟိတရှင်ကြီးတွေမေတ္တာရှင်ကြီးတွေဂရုဏာရှင်ကြီးတွေထိတောင်ပါတယ်သူတော်စင်ကြီးတွေတောင်ပါလူကိုကျွန်တော်တို့ကကြည့်လိုက်ရင်လူဆိုးလူကောင်းဆိုပြီးကျွန်တော်တို့ကအဲ့ဒါလိုနှစ်ပိုင်းခွဲတယ်ဖယားကတော့ကျွန်တော်တို့ကြည့်တဲ့အခါမှာလူဆိုးလူကောင်းလို့ဖယားကကျွန်တော်တို့ကမပြောဖယားကကျွန်တော်တို့လူကိုကြည့်လူဟောင်းနဲ့လူတစ်ဆိုပြီးတော့ဖယားကျွန်တော်မြင်တယ်လူဟောင်းနဲ့လူတစ်လို့ပဲကျွန်တော်မြင်တယ်လူကတော့လူဆိုးလူကောင်းလို့မြင်တဲ့အချိန်မှာဖယားကလူကိုကြည့်မလူဟောင်းနဲ့လူတစ်လို့အဲ့လိုပဲမြင်တယ်လူဟောင်းဆိုတဲ့အုပ်စုထဲမှာဘယ်သူတွေပါလဲဆိုရင်လူဆိုးတွေလည်းပါသွားတယ်လူကောင်းတွေလည်းပါသွားတယ်အားလုံးကိုဖယားကလူဟောင်းဆိုတဲ့အုပ်စုထဲမှာထည့်ထားတယ်အဲ့ဒီလူဟောင်းဆိုတဲ့အုပ်စုထဲကနေကျွန်တော်အားလုံးကိုဖယားကလူတစ်ဖြစ်စေဖို့ရအတွက်ယေရှုဖခင်ကရောက်လာခြင်းဖြစ်တယ်။ဒါကြောင့်ကျမ်းစာကပြောတယ်လူမြည်ဒီကခရစ်တော်၌ရှိလင်အသက်ပြုပြင်သောတတဝါဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသက်ဖြစ်ကြပြီလို့ပြောတယ်။ဆိုတော့ကျွန်တော်ဘာသာတရားကတော့လူတစ်ယောက်ကိုကောင်းအောင်တော့လုပ်ပေးနိုင်တယ်။ဒါပေမဲ့လူတစ်ယောက်ကိုလူသစ်ဖြစ်သွားဖို့ရအတွက်တတဝါအသက်ဖြစ်သွားဖို့ရအတွက် a new being a new creature ဖြစ်သွားဖို့ရအတွက်လှုပ်ဆောင်ပေးနိုင်တာကတော့ဘယ်သူပဲရှိလဲဆိုရင်ဖခင်ပဲရှိတယ်။အဲ့ဒီဖယားကကျွန်တော်အားလုံးကိုလူသစ်တတဝါအသက်ဖြစ်စေဖို့ရအတွက်သူလုပ်ပေးတာအဲ့ဒီလိုမျိုးလူသစ်ဖြစ်ဖို့ရအတွက်ရှင်ပေါလုကမလိုအပ်ဘူးလို့ပြောလာမပြောဘူးရှင်ပေါလုကငါလည်းလူသစ်ဖြစ်ဖို့လိုတယ်ငါလည်းငယ်ဖြူတယောက်တော့ဟုတ်တယ်ငါလည်းဘာသာတရားထဲမှာငါလည်းအကျင့်တရားထဲမှာငါတိတ်လိုက်စားခဲ့တာဒါပေမဲ့လည်းပဲငါခရစ်တော်ကိုတွေ့မှာပဲငါဟာလူသစ်ဖြစ်သွားတယ်ငါလူသစ်ဖြစ်သွားဖို့ရအတွက်လိုအပ်ခဲ့တယ်လို့ငါကိုကျင့်တရားထဲမှာငါတလောက်နေခဲ့တဲ့ငါတောင်လိုအပ်တယ်ဆိုရင်ဖေလစ်မင်းဟာလည်းလိုအပ်တယ်ဆိုတော့ပေါ်ပြ။ဘာကြောင့်လဲလို့ပြောရင်ဖြောင့်မတ်ခြင်းတရားအပြင်လူသစ်ဖြစ်ရတော့အခွင့်ဘုရားရဲ့အိမ်တော်သားဖြစ်ရတော့အခွင့်ကိုဘုရားကလူတိုင်းကိုပေးတယ်ဆိုတော့စာကိုကျွန်တော်ဒီတရားနံပါတ်1မှာကျွန်တော်ပေါ်ပြထားတယ်ဆိုတော့တွေ့ရတယ်။နောက်
ဗီဒီယိုမှာတော့ကျွန်တော်ဒုတိယတရားဖြစ်တဲ့ကာမဂုဏ်ချုပ်တည်ခြင်းတရားဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကလေ့လာသွားကြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်